မင်္ဂလာပါမိတ်ဆွေတို့မှာကိုယ့်ရဲ့ Facebook မှာအမြင်ပိုင်းနေမှာပွေဘူးစဉ်ကိုပါပဲတင်ပါပဲကြောင်ညာပေါ့နော်သူများတွေမတွေ့ဘူးစဉ်ဒီတစ်ချက်ကိုအရင်ဦးဆုံးပြုပြင်ပေးပါခင်ဗျာနော်တခါပဲချိန်ရတာဖြစ်ပါတယ်ဒါဆိုမိတ်ဆွေတို့ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ကြည့်ပေးပါခင်ဗျာနော်ပထမဦးဆုံးမှာမိတ်ဆွေတို့ညာဖက်တောက်မှာမြင်းသုံးချောင်းလေးကိုနှိပ်ပေးပါခင်ဗျာနော်ဒီမြင်းသုံးချောင်းကိုနှိပ်ပြီးပြီဆိုရင်တော့မိတ်ဆွေတို့နောက်ထပ်မှာဒီအပေါ်မှာ setting ဆိုတဲ့ကောင်လည်းနှိပ်လို့ရပါတယ်ဒါမှမဟုတ်အပေါ်လေးမှာဆွဲတင်ပြီးတော့ဒီမှာဆိုရင် setting and privacy ဆိုပြီးတော့အဲ့ဒီကောင်လည်းနှိပ်လို့လည်းရပါတယ်ခင်ဗျာနော်ဒီကောင်လည်းနှိပ်လို့လည်းရပါတယ်အတူတူပါပဲပေါ့နော်ဒီကောင်လေးကိုနှိပ်ပြီးတော့နောက်ထပ်မှာဆိုရင်တော့ setting ဆိုပြီးတော့ထပ်ပြီးတော့နှိပ်ပေးပါခင်ဗျာနော်ဒီ setting လေးကိုနှိပ်ပြီးတော့မိတ်ဆွေတို့တစ်ချက်လောက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီနားရောက်ပြီဆိုရင်တော့အပေါ်လေးနည်းနည်းလေးဆွဲတင်ပေါ့နော်ပြီးရင်ဒီနားတစ်ချက်မှာဆိုရင်လည်း setting ဆိုပြီးတော့ထပ်ပြီးတော့နှိပ်ပေးပါခင်ဗျာနော်ဒီ setting မှာနှိပ်လိုက်ပြီဆိုရင်တော့မိတ်ဆွေတို့အကောက်မှာဆိုရင်ဒီနားမှာဆိုရင်တော့ကဘာလုံးပုံစံရွေးပြီးပေးပါခင်ဗျာနော်ဒီနောက်မှာအမှန်ရှစ်လက်ရှစ်ပေးပါခင်ဗျာပြီးရင်ဒီအောက်မှာနှိပ်ဆိုတဲ့စာလုံးကိုနှိပ်ပေးပါခင်ဗျာနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နှိပ်ဆိုတဲ့စာလုံးနှိပ်ပြီးဆိုရင်ဒီအပြရောင် confirm လည်းပဲနှိပ်ပေးပါခင်ဗျာပြီးရင် done ကိုပဲနှိပ်လိုက်ပါခင်ဗျာနော်ဒါဆိုရင်တော့ပြီးသွားပြီပေါ့နော်ဒါဆိုရင်နောက်ထပ်မှာမိတ်ဆွေတို့ဒီအပေါ်မှာဆွဲတင်ပြီးတော့ဒီနားလေးမှာဆိုရင်အဓိကတစ်ချက်ပေါ့နော်ဒီနားမှာဆိုရင်မိတ်ဆွေတို့ချိန်ရမှာကဒီကောင်လေးကိုချိန်ရမှာဖြစ်ပါတယ်နော်ဒီနားမှာဆိုတစ်ချက်လောက်နှိပ်ပေါ့အစဉ်လိုက်ချိန်ရမှာဖြစ်ပါတယ်နော်အကုန်လုံးမိတ်ဆွေတို့ဒီနားမှာဆိုရင်တော့everyone နေ public တွေထားပေးရမှာဖြစ်ပါတယ်ဒီအောက်မှာဆိုရင်လည်းမိတ်ဆွေတို့ချိန်ပေးရမှာနော်ဒီတစ်ကွက်မှာလည်းချိန်ပေးရမယ်အပေါ်ဆုံးထားပေးပါခင်ဗျာနော်ဒီအောက်တစ်ခုမှာလည်းနောက်ထပ်တစ်ခုအပေါ်ဆုံးကိုလည်းထားပေးပါခင်ဗျာနော်ပြောရမယ်ဆိုရင်တော့ဒီနှစ်ကွက်ပေါ့နော်ဒီနှစ်ကွက်ကိုမိတ်ဆွေတို့အကုန်လုံးအပေါ်ထားပေးပါခင်ဗျာနော်ဒါမှအဆင်ပြေမှာဖြစ်ပါတယ်ဒါဆိုနောက်ထပ်ဒီအောက်မှာလည်းမိတ်ဆွေတို့ဘယ်လိုမျိုးလုပ်ရမလဲဆိုရင်ဒီမှာဆိုရင်ဘယ်လိုမျိုးလုပ်ရမလဲဆိုရင်ဒီနားမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ပေါ့ဒီမှာဆိုရင်လည်း messenger request ပြောင်းပေးပါခင်ဗျာနော်ပြောင်းလို့ရပါတယ်တစ်ခုနှိပ်ပြပေးမယ်နော်ဒီအလဲကောင်ကိုနှိပ်ပေးပါခင်ဗျာနော်အဲ့လိုမျိုးတွေမိတ်ဆွေတို့ထားပေးပါနော်နောက်ထပ်မှဆိုရင်လည်းမိတ်ဆွေတို့အများကြီးဒီမှာဆွမ်းနာကတော့လူခေါင်းပုံပြီးသွားပြီးတော့ဆိုရင် post story ပြီးရင် page ပုံစံပေါ့နော်ပြီးရင်နောက်ထပ်တစ်ခုမှဆိုရင် real နောက်တစ်ခုမှဆိုရင် follow and public contact ဆိုပြီးတော့နော်ပြရမှာဖြစ်ပါတယ်ဒီကောင်လဲမိတ်ဆွေတို့ချိန်ပေးရမှာဖြစ်ပါတယ်ဒီအောက်နောက်ခုတော့ချိန်ကြမလို့ပါဘူးနော်ဟုတ်ပြီးတော့ဆိုရင်ကျွန်တော်တို့ post တစ်ခုကိုနှိပ်ပေးမယ်post တစ်ခုလည်းမိတ်ဆွေတို့ဒီမျိုးဆိုရင်တော့အကုန်လုံး public လေးချိန်ပေးပါခင်ဗျာနော်မိတ်ဆွေတို့ public ထားမှကိုဘာပဲတင်ပေါ့နော်အကုန်လုံးပြောင်းမှာဖြစ်ပါတယ်နော်နောက်ထပ်တစ်ချက်မှာဒီနေရာမှာမိတ်ဆွေတို့ဖွေထားမယ်ဆိုရင်တော့မိတ်ဆွေတို့ပို့တင်တိုင်းဆိုရင်ဒီကောင်ပေါ့နော်မိတ်ဆွေတို့ဖွေထားမယ်ဆိုရင်တော့မိတ်ဆွေတို့တင်လိုက်တဲ့ပို့မှာဆိုရင်တော့ my day ပေါ်မှာရောက်သွားမှာဖြစ်ပါတယ် story ပေါ့နော်အဲ့ဒီမှာရောက်သွားတာဖြစ်ပါတယ်နော်ကိုမကြိုက်ဘူးဆိုရင်တော့ကိုပိတ်ထားပေါ့နော်နောက်ထပ်အောက်မှာဆိုရင်အပေါင်းလက္ခဏာ story ကိုတစ်ချက်လောက်နှိပ်ပြပါခင်ဗျဒီနေရာမှာဆိုရင်တော့မိတ်ဆွေတို့ဒီနောက်မှာဆိုရင်တော့မိတ်ဆွေတို့အကုန်လုံးဖွေပေးပေါ့နော်ဒီမှာဆိုဖွေပေးပါဒီမှာဆိုဖွေပေးပါဒီမှာဆိုဖွေပေးပါနောက်ထပ်မှာဆိုလည်းဒီအောက်မှာလည်းဖွေပေးပါခင်ဗျာနော်အဲ့လိုမျိုးလေးဖွေပေးပါနောက်ထပ်တစ်ခုမှလည်းမိတ်ဆွေတို့ဒီအပေါ်မှာဆိုရင်လည်း public တွေထားပေးပါခင်ဗျာနော်ဟုတ်ပြီဒါဆိုမိတ်ဆွေတို့ကျွန်တော်များပြတဲ့အတိုင်းလိုက်လို့ပေးပါခင်ဗျာနော်ဒါဆိုနောက်ဆုတ်ပေးလိုက်မယ်နောက်ထပ်တစ်ခုမှဆိုရင်တော့ကျွန်တော်တို့ပေးနေရာမှာလည်းမိတ်ဆွေတို့နေကြည့်လိုက်ပါခင်ဗျာနော်မိတ်ဆွေတို့ကောင်းလားမကောင်းလားပြဿနာတခုတွေမိတ်ဆွေတို့အမားတွေကျူးလွန်မိတာတို့ပို့တင်တဲ့နေရာမှာအမားလုပ်မိတာပေါ့နော် Facebook စီကမကိုက်ရင်ဘူးစင်ဒီနေရာမှာလာပေါ်မှာဖြစ်ပါတယ်ခင်ဗျာနော်အခုကတော့ဒီအကောက်ကတော့ကောင်းနေတာပဲဖြစ်ပါတယ်ခင်ဗျာနော်ဒါဆိုရင်နောက်ထပ်မှကျွန်တော်နောက်ဆုတ်လိုက်မယ်ဒါဆိုရင်ဒီအောက်မှာ re ဆိုတဲ့တစ်ခုနှိပ်မယ်ဖြစ်ပါတယ်နော်ဒီမှာ re ဒီ re ကိုတစ်ချက်လောက်နှိပ်ပေးပါဒီ re မှာလည်းမိတ်ဆွေတို့နှိပ်ကြည့်လိုက်ပြီဆိုရင်တော့အကုန်လုံးဒီမှာမိတ်ဆွေတို့ပြောရမယ်ဆိုရင်တော့ allow နဲ့ထားပေးပါနော် allow နဲ့ထားပေးပါဒီမှာဆိုရင်တော့ allow ဖွင့်ပေးပါဒီကောင်လဲallow နဲ့ဖွင့်ပေးပါခင်ဗျာနော်အဲ့ဒါမှမိတ်ဆွေတို့ review ပိုင်းကိုကြော်ညာမှာသူများတွေ့မှာဖြစ်ပါတယ်နောက်ထပ်မှဆိုရင်တော့ follow and public contact ဆိုတဲ့ဟာလည်းအပေါင်းလက္ခဏာလည်းနှိပ်ပေးပါခင်ဗျာနော်ဒီမှာဆိုရင်လည်းမိတ်ဆွေတို့အကုန်လုံး public ထားပေးပါခင်ဗျာနော်ဒီမှာဆိုရင်တော့ public ဒီမှာ public နော်အကုန်လုံး public ထားပေးပါခင်ဗျာနော်ဒီမှာလည်း public ထားပေးပါနော်ဒါကမိတ်ဆွေတို့အကုန်လုံးမိတ်ဆွေတို့ချိန်ပေးရမှာဖြစ်ပါတယ်ဒီအောက်မှာလည်းအကုန်လုံးဖွင့်ပေးရမှာဖြစ်ပါတယ်နော်တခုမှပိတ်လို့မရပါဘူးနော်နောက်ထပ်တစ်ခုမှဆိုရင်တော့ profile and နော် tag ဒါကတော့ပင်တွဲတဲ့ဟာပေါ့နော်
ဒီနေရာမှာတော့မိတ်ဆွေတို့သဘောအတိုင်းပါပဲမိတ်ဆွေတို့public ထားခြင်းထားမယ်မထားခြင်းမထားဘူးပေါ့နော် only မိထားခြင်းနဲ့ဆိုရင်တော့ထားလို့ရပါတယ်နော်ဒီနေရာမှာအဓိကမှာဆိုရင်ကျွန်တော်ကဒီမှာ everyone ထားပြီးတယ်ဒီပေါ်မှာလဲတငယ်ချင်း friend ပေါ့နော်ဒီအောက်မှာလဲ everyone ထားပြီးတယ်ဒီမှာ friend ဆိုပြီးတော့ထားပြီးတယ်ပေါ့နော်ဒီနေရာမှာမိတ်ဆွေတို့စိုက်နေတဲ့ရလုပ်လို့ရပါတယ်အဓိကမှာကတော့မိတ်ဆွေတို့ဒီအောက်3ခုမှာဆိုရင်တော့မိတ်ဆွေတို့ပုံစံလေးတွေချိန်ပေးရမှာဖြစ်ပါတယ်နော်ဒီကောင်လေးဖွင့်ပေးရမယ်ဒီကောင်လေးတွေဖွင့်ပေးရမယ်ပေါ့နော်ပြီးဒီအောက်ဆုံးမှာလည်းမိတ်ဆွေတို့ဖွင့်ပေးရမှာဖြစ်ပါတယ်နော်ဒါစင်ဘယ်သူဘယ်ဝါပဲဖြစ်မိတ်ဆွေတို့ကိုတက်လာတွဲမယ်ဆိုရင်တော့တွဲလို့မရတော့ဘူးပေါ့နော်ဒီအပေါ်မှာတော့မိတ်ဆွေတို့ public ဘယ်လိုမျိုးပဲထားမိတ်ဆွေတို့ထားလို့ရပါတယ်only မိပဲထားပေါ့နော်ဒီအောက်မှာကျတော့ဗာလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ဒါကတော့မိတ်ဆွေတို့ blog ထားတဲ့အကောင့်တွေမိတ်ဆွေတို့ပြန်ကြည့်ရှင်နဲ့ကြည့်လို့ရတယ်ပြန်ဖွင့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့တစ်ချက်လောက်နေကြည့်မယ်ဒီထဲမှာဆိုဗာတွေရှိမလဲဆိုရင်ဒီမှာဆိုရင်ဒီအကောင့်မှာဆိုသူ blog ထားတဲ့အကောင့်တွေအများကြီးရှိပါတယ်နော်ဒီမှာကြည့်လိုက်အများကြီးပဲနော်ပေါက်ပန်းလေးစေသူများစီတင်လာပို့မယ်ဆိုရင်တော့သူများဒီမျိုးတွေပဲကိုယ့်အကောင့်ကို blog ခံရနိုင်တယ်ပေါ့နော်ဒါကတော့များသောအားဖြင့်တော့ယောက်ျားလေးတွေမိန်းကလေးတွားပြီးတော့မဟုတ်ပြုတ်ဒုက္ခ6ပို့တယ်ပေါ့နော်နောက်ထပ်တစ်ခုမှဆိုရင်ဒီအောက်မှာလည်းမိတ်ဆွေတို့တစ်ချက်လောက်ကြည့်လိုက်ပါခင်ဗျာနော်ဒီကောင်ကတော့မိတ်ဆွေတို့ online ပေါ်မှာရှိတာမရှိဘူးလားဆိုတော့မိတ်ဆွေတို့ပိတ်လို့ရတယ်ဖွင့်လို့ရတယ်ပေါ့နော်ဒီမှာမိတ်ဆွေတို့ဖွင့်ထားမယ်ဆိုရင်တော့ဒါကတော့ပိတ်တာပေါ့နော်ဒီမျိုးပြုတ်ပိတ်ထားမယ်ဆိုကို online ပေါ်ရှိတာပဲဖြစ်သူများမြင်လိုက်တဲ့အချိန်မှာကွာ online ပေါ်မှာရှိတဲ့ပုံစံလေးတွေပိတ်ထားတာပေါ့နော်ကိုဖွင့်ထားတဲ့ဆိုရင်တော့ online ပေါ်ရှိတယ်လို့ဖြစ်ပါတယ်ခင်ဗျာနော်ဟုတ်ပြီဒါဆိုရင်တော့မိတ်ဆွေတို့နားလည်မယ်လို့ယုံကြည်ပါတယ်ဒါဆိုရင်တော့ review file ကတော့ဒီလောက်နဲ့ပဲပေါ့နော်ဒါက setting အပိုင်းအသေးစိတ်ချိန်တဲ့နီးကိုပြောပြပေးတာဖြစ်ပါတယ်ခင်ဗျာနော်ကြိုက်နေတဲ့တဲ့စိမ့်ဝင်စားတဲ့ဆိုရင်တော့ like and share follow လေးတွေလုပ်ပေးပါလို့ပြောကြားချင်ပါတယ်နော်ဟုတ်ပြီဒါဆိုရင်ဒီလောက်နဲ့ပေါ့နော် bye bye